ပင်လယ်ကမ်းခြေမှာအထက်20တိုက်လောက်မြင့်တဲ့လူခန္ဓာကိုယ်ကြီးလာတင်နေမယ်ဆိုရင်တင့်သွားကြည့်မလားတာမန်ငါးဖမ်းရွာလေးတစ်ခုမှာမနက်မိုးလင်းတော့ကမ်းခြေမှာတောင်တင်နေတဲ့အေယာမလူခန္ဓာကိုယ်ကြီးတစ်ခုကိုတွေ့လိုက်ရတယ်ဒါဟာရုပ်ရှင်ရိုက်ကွင်းမဟုတ်ပါဘူးတကယ်အစ်စ်ကြီးပါရွာသူရွာသားတွေအားလုံးအံ့ဩတကြီးနဲ့ဝိုင်းအောင်ကြည့်ကြပြီးဒီသတင်းကတကဘာလုံးကိုပြန့်နှံ့သွားပါတော့တယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကလူတွေဟာဒီအလောင်းကြီးကိုတေဆုံးသူတယောက်လိုလေးစားမှုမရှိကြပါဘူး။ကစားကွင်းတစ်ခုလိုသဘောထားပြီးခန္ဓာကိုယ်ပေါ်တက်နေကြတယ်ဓာတ်ပုံရိုက်ကြတယ်။ကလေးတွေဆိုရင်ခေါင်းပေါ်တက်ပြီးစွကစားနေကြတယ်။တိတ်ပန်းပညာရှင်တယောက်ကပဲဒီအဖြစ်ကိုစိတ်မကောင်းစွာနဲ့စောင့်ကြည့်နေခဲ့တယ်။ရက်ကြာလာတာနဲ့အမျှအလောင်းကြီးကပုတ်ပွားလာတယ်။အဲ့ဒီအခါမှာတော့လူတွေရဲ့လောဘစိတ်တွေပေါ်လာပါပြီ။တချို့ကအသားတွေကိုလှီးယူကြတယ်။တချို့ကအယိုးတွေကိုအမတ်တရပစ္စည်းအနေနဲ့ခိုးယူသွားကြတယ်။နောက်ဆုံးမှာတော့ကမ်းခြေမှာဘာမှမကြံတော့တဲ့အထိဖျက်ဆီးခံလိုက်ရပါတယ်။လပေါင်းများစွာကြာတဲ့အခါအေယာမလူကြီးရဲ့ဦးခေါင်းခွန်ကကိုတောင်ပြက်တစ်ခုမှာအမိုက်လိုရောက်နေတယ်။ပေါင်ရိုးကြီးကတားတက်ယုံတစ်ခုရဲ့ဆိုင်းဘူးထွက်သွားတယ်။အဆိုးဆုံးကတော့သူ့ရဲ့အင်္ဂါအစိတ်အပိုင်းကိုစက်ကတ်ပွဲတစ်ခုမှာဝေလံငါးကြီးရဲ့အစိတ်အပိုင်းဆိုပြီးပတ်စံယူပြတာနေကြတာပါပဲ။ကြီးကျယ်ခမ်းနားတဲ့အရာတစ်ခုကိုတော့လူသားတွေကတန်ဖိုးမထားပဲဖျက်ဆီးပစ်ကြတယ်။တကယ်လို့တင့်ရှိမှသာဒီလိုအရာမျိုးရောက်လာခဲ့ရင်ရောတင်ကောဘလို့ဆက်ဆံမလဲ။ comment မှာဝင်ဆွေးနွေးပေးသွားကြပါအောင်နော်။